ခမားကဥကနေကောင်းမပေါက်ခင်ပါပဲအလုတ်သမားပြည့်စိတ်တကောင်ကခမားကိုရှာနေရက်ပြီးတန်ရှင်းရေးလှုပ်ပေးနေပြီခေါင်းကနေဝမ်းပိုင်းအထိမြက်မြက်ဆက်ဆက်စနစ်တကျလှုပ်တယ်မညင်တာဘူးမနေကွေးဘူးသူကနောက်ထပ်သားလောင်900ကျော်ကိုတနားရက်အတွင်းမှာပြုစုရအောင်ပါခမားကိုတန်ရှင်းပေးဖို့အတွက်စက္ကန့်30ပဲရတယ်ခမားရဲ့ခန္ဓာကိုယ်ပေါ်ကဓာတုအနှံ့ကကိုလိုနီရဲ့အနှံ့နဲ့ကိုက်ညီရင်အသက်ရှင်ခွင့်ရမယ်တကယ်လို့မကိုက်ညီရနဲ့ဒီအခန်းရဲ့အပူချိန်ပြောင်းလဲမှုကြောင့်ခမားရဲ့ဥကဓာတုဖွဲ့စည်းမှုအနှဲငယ်လွဲသွားခဲ့ရင်တော့ခမားကိုတန်ရှင်းရေးလှုပ်ပေးခဲ့တဲ့အဲ့ဒီအလုတ်သမားပြည့်စိတ်ကခမားကိုအမိုက်ပုံစီတဲဆောင်သွားလိမ့်မယ်ဒုတိယအကြိမ်စစ်ဆေးမှုဆိုတာမရှိသလိုအရှက်ပြမှုလည်းမရှိပါဘူးအမိုက်ပုံတွေကိုရှက်ချင်းစွန့်ပြေးမှာပါကံကောင်းလို့ခမားရဲ့အနှံကမှန်တယ်ဆိုရင်တော့သူကခမားကိုထားခဲ့ပြီးတခြားတစ်ကောင်စီသွားမှာပါရတတစ်ပတ်အနှဲငယ်ကြာတဲ့အခါအဲ့ဒီကိုလိုနီကအတက်ကယ်လှေတစ်စင်းလူလာမယ်အဲ့ဒီလေကတစ်သားနဲ့တိဆောက်ထားတာမဟုတ်ပဲခမားတို့ရဲ့ခန္ဓာကိုယ်နဲ့တိဆောက်ထားတာပါလူသမားပြည့်စိတ်တွေကခန္ဓာကိုယ်တစ်ခုနဲ့တစ်ခုရှိပြီးရေပုံမှာမျောနိုင်တဲ့ဖောင်ကြီးအဖြစ်ဖွဲ့မယ်ဘရင်မကိုအလယ်မှာထားပြီး6တွေ့အောင်ကာကွယ်ထားမယ်အပြင်ဘက်ဆုံးကပြည့်စိတ်တွေကတော့ရေနဲ့ဓာတ်ရိုက်ထိတွေ့ရမယ်ဒါမှကိုလိုနီကအသက်ရှင်နိုင်ပြီမယ်အပြင်ဘက်ဆုံးကအလုသမားတွေကတော့တေဆုံးကြတယ်ခမားကအဲ့ဒီအပြင်ဘက်အဆုံးမှာရှိတဲ့အကောင်တွေကတစ်ကောင်ပဲခမားကတောင်းလောင်းအဆင့်ပဲရှိသေးတာမို့လမ်းလည်းမလျှောက်နိုင်တယ်လို့မျက်စိလည်းမမြင်ရသေးဘူးပါဇက်ပွင့်ပြီးအစာစားတာကလွယ်ရင်တခြားဘာမှမလုပ်နိုင်သေးပါဘူးခမားရဲ့ဘဝကဒီလိုပုံစံနဲ့2ပတ်လောက်နေထိုင်ရမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဆုံးဖြတ်ချက်တစ်ခုကိုရှာမှတ်နေတယ်ခမားကိုအစာကျွေးနေတဲ့အလုတ်သမားပြည့်စိတ်ကခမားဘာဖြစ်လာမလဲဆိုတာကိုဆုံးဖြတ်ချက်ချနေတာခမားကဘရင်မတော့ဖြစ်လာမှာမဟုတ်ဘူးဘရင်မရဲ့အလုတ်ကဥတွေကိုဥပေးနေတာအစာကျွေးတဲ့အလုတ်သမားပြည့်စိတ်ကပဲအဲ့ဒီဥတွေကနေစစ်သားဖြစ်မလားအလုတ်သမားဖြစ်မလားမြို့ပွားတဲ့အဖွဲ့ဝင်ဖြစ်မလားဆိုတာကိုဆုံးဖြတ်ပါတယ်တကယ်လို့ခမားကအစာပိုရရင်စစ်သားပြည့်စိတ်ဖြစ်လာမယ်စစ်သားတွေရဲ့မေယိုကပူပေါင်းနေရဲ့အခွန်ကိုဖျက်တောက်နိုင်တယ်ဦးကောင်းကလည်းကြီးလုံးတို့ဂူပေါက်ကိုပိတ်ဆို့ထားနိုင်တယ်။ရန်သူတွေလာတဲ့အခါသူတို့ရဲ့ဦးကောင်းနဲ့လမ်းကြောင်းကိုပိတ်ဆို့ထားတယ်။သူတို့ကတိုက်ခိုက်ဖို့အတွက်မွေးဖွားလာတာဖြစ်ပြီးတကယ်ကိုကြောက်စရာကောင်းပါတယ်။ဒါပေမဲ့ခမားကအစာနည်းနည်းပဲရတာကြောင့်လုံသမားပြည့်စိတ်တကောင်ဖြစ်လာတယ်။လုံသမားပြည့်စိတ်တွေကတိတ်ငယ်ပြီးမြန်တယ်။ကိုလိုနီကတန်းချီပြီးလိုအပ်တဲ့အမျိုးအစားတစ်ခုတော့ဘသူကမှအထူးရွေးချယ်ပြီးခမားကိုဒီလိုလုပ်တာမဟုတ်ဘူး။ဒီတစ်ပတ်မှာတော့ကိုလိုနီကအလုံသမားပြည့်စိတ်ကိုပို့ပြီးလိုအပ်နေတယ်။ခမားအခုတို့နောက်ထပ်တစ်ဆင့်နေနဲ့ပိုးရင်တစ်ခုဖြစ်သွားပြီ။နှစ်ပတ်လောက်ကြာတဲ့အခါခမားကအဲ့ဒီခုံကိုကိုက်ဖောက်ပြီးထွက်လာတယ်။ခမားရဲ့ခန္ဓာကိုယ်ကပြုတ်ဖက်နေပြီးအယောင်ကလည်းဖြူဖက်ဖြူရောဖြစ်နေတယ်။ဒါပေမဲ့ခြေထောက်ပေါ်ကိုသားလောင်းတစ်ကောင်ရောက်လာပြီ။ခမားကသားလောင်းတွေကိုတန့်ချင်းရိတ်လုပ်ပေးပြီးပြုစုရတဲ့အလုပ်တစ်ခုရပြီ။ခမားရဲ့အစာအိမ်တွေကအစာကိုပြန်အန်ထုတ်ပြီးတော့လေသူတို့ကိုအစာကျွေးရမယ်။သူတို့ကအပူလို့ရင်အပူရှိတဲ့နေရာကိုရွှေ့ပေးရမယ်။စူထိုင်းစာများရင်လည်း6တွေ့တဲ့နေရာကိုရွှေ့ပေးရမယ်။ခမားကဒီကူလမ်းကြောင်းထဲမှာပဲ14နာရီဇက်တိုင်းအလုပ်လုပ်ရမယ်။တကယ်လို့သားလောင်းတစ်ကောင်တည်သွားရင်သူ့ကိုအမှိုက်ပုံထိတည်သွားရမယ်။အသက်ရှင်နေတဲ့သားလောင်းကိုတည်ရတဲ့ပုံစံအတိုင်းဖြစ်ပြီးကွာခြားတာကတော့တည်နေတဲ့အကောင်တွေကပို့ပေါ်တာပါပဲ။တမနက်မှာတော့ခမားရှိကအလုတ်သမားတစ်ကောင်ရက်သွားတယ်။သူကလဲကျသွားတာမဟုတ်ပဲသူ့ရဲ့ရှည်လန်းနေရက်တန့်သွားတာ။သူတည်လာတဲ့သားလောင်းကလိမ့်ကျသွားတယ်။သူကဆက်ပြီးလမ်းမလျှောက်တော့ဘူး။အဲ့ဒီသားလောင်းကိုနောက်ထပ်လုတ်သမားတစ်ကောင်ကကောက်ယူပြီးဆက်ပြီးလမ်းလျှောက်သွားတယ်။သူကခမားတို့ကိုရက်တောင်မကြည့်ပါဘူး။လုံသမားပြည့်စိတ်ရဲ့တက်တန်းက9ပတ်လောက်ပဲရှိတယ်။ခမားတို့ကဒဏ်ရာမရဘူး။တိုက်ခိုက်ထားလည်းမခံရဘူး။အကြောင်းပြချက်ထူးထူးခြားခြားမရှိပဲစွန့်ရင်ကုန်သွားတာကြောင့်ရှီတောက်တွေကရက်တန့်သွားတယ်။ဒီလိုနဲ့သူ့ရဲ့ဘဝကပြီးဆုံးသွားတယ်။ခမားလည်းသူ့ကိုကြော့တက်ပြီးသွားလိုက်တာပေါ့။တနာရီ2နာရီကြာတဲ့အခါမှာတော့သူ့ကိုတယောက်ယောက်ကအမိုက်ခန်းစီတည်ဆောင်သွားလိမ့်မယ်။ခမားကလည်းအဲ့ဒီလုံသမားလိုပဲအချိန်9ပတ်ပဲရတယ်။အခုဆိုခမားရဲ့အသက်က3ပတ်ကျော်နေပြီဆိုပေမဲ့ခမားကလမ်းကြောင်းတိုင်းဆက်ပြီးရွေးချနေတယ်။ဒီနေ့မှာတော့လမ်းကြောင်းက2ခုပြတ်သွားတယ်။မြေပြိုကျမှုကြောင့်လမ်းကြောင်းကကျင်းသွားပြီးဖြတ်တန်းဖို့ခက်ခဲလာတယ်။လုံသမားပြည့်စိတ်တွေကအဲ့ဒီနေရာကိုရှောင်ကွင်းပြီးသွားကြတယ်။ဒါပေမဲ့အဲ့ဒီလမ်းက4မိနစ်ပိုပြီးတော့ကြာတယ်။ခမားကတော့အဲ့ဒီကျင်းမြောင်းတဲ့အပေါက်ထဲကိုဝင်သွားတယ်။ခန္ဓာကိုယ်ကမလွတ်မလပ်ပေမဲ့ဝင်လို့တော့ရတယ်။ခမားကသားလောင်းကိုဘေးတစ်စောင်းတဲ့ရင်ရှီတော့တစ်ချောင်းစီဆွဲထုတ်ပြီးတစ်ဖက်ကိုရောက်သွားတယ်။ဒါကိုဘယ်သူမှမသိသလိုခမားကိုရှိကျူးမဲ့သူလည်းမရှိပါဘူး။ခမားကသားလောင်းကိုချထားလိုက်ပြီးပြန်လှည့်ထွက်လာလိုက်တယ်။ဒါပေမဲ့ခမားကအဲ့ဒီမှာဖြတ်လန်းရှိတယ်ဆိုတာအခုတော့တည်သွားပြီ။ခမားရဲ့တာဝန်ကလည်းပြောင်းလဲသွားပြီ။ခမားကအခုတော့အစာချသမားဖြစ်သွားပြီ။လိုင်ကောင်းတွေကထွက်လာတဲ့အချိန်မှာကဘာကြီးကမယုံနိုင်လောက်အောင်ကြီးမားနေတယ်။ခမားက3ပတ်လုံးစင်တီမီတာအနည်းငယ်သာကျတဲ့လှိုင်ကောင်းထဲမှာကြီးပြင်းခဲ့တယ်။အပြင်ရောက်တဲ့အခါမှာတော့မြက်ပင်တွေကအဆောက်အဦတက်တောင်ပိုပြီးမြင့်မားနေတယ်။ခမားကအပူဒဏ်ကိုချက်ချင်းခံစားရတယ်။ကောင်းကင်ကြီးကလည်းအဆုံးမရှိကျယ်ဝန်းနေတယ်။ဒါပေမဲ့အရာအလုံးကိုဖျက်ဆီးနေတဲ့လမ်းကြောင်းတစ်ခုရှိတယ်။အဲ့ဒါကခမားရဲ့ရှေ့ကပြည့်စိတ်တွေခြံထားခဲ့တဲ့ဓာတုအနံ့လမ်းကြောင်းပဲ။ဒါကဘယ်ကိုသွားရမလဲဘယ်လောက်ဝေးလဲအဆုံးမှဘာရှိလဲဆိုတာကိုညွှန်ပြပေးထားတယ်။ခမားရဲ့အင်တာနာတွေကဖတ်ပြီးရှီတောက်တွေကလိုက်သွားတယ်။
အဲ့ဒီလမ်းကြောင်းကတေဆုံးနေတဲ့ပရိသတ်ကောင်စီကိုခေါ်ဆောင်သွားတယ်ခမည်းကသူ့ကိုကိုက်လိုက်တယ်နောက်ပြီးခမည်းရဲ့အစိတ်ဆူးနဲ့လည်းသူ့ကိုထိုးလိုက်တယ်အဲ့ဒီအစိတ်ကမီးပြည့်စိတ်တွေထုတ်လုပ်တယ်အထူးဓာတုပစ္စည်းပဲအရေးပြားကိုထိလိုက်တာနဲ့ပူလောင်နာကျင်စေတယ်အဲ့ဒီဒေသမှာရှိတဲ့တိရစ္ဆာန်တွေကမီးပြည့်စိတ်တောင်ကိုတွေ့ရင်ဝေးဝေးကချောင်းကြပါတယ်ခမည်းရဲ့ကိုလေးချိန်ကဆန်စေးတစိတ်တက်တောင်ပေါ်နိုင်တယ်ဒါပေမဲ့ခမည်းပါဝင်တဲ့ကိုလိုနီကတန်ချက်ကလိုတိရစ္ဆာန်ကိုတောင်ထွက်ပြေးစေနိုင်တယ်ရေတောင်းနေတဲ့သမင်းတွေကိုမောင်းထုတ်ဖူးတယ်ငွေကသာနွားပေါက်လေးတွေကိုလည်းတတ်ခဲ့ဖူးတယ်တကယ်ကိုကြောက်စရာကောင်းတာတော့အမှန်ပါပဲဒါပေမဲ့အဲ့ဒီကြောက်စရာကောင်းတဲ့အချက်ကခမည်းတယောက်တည်းကြောင့်မဟုတ်ဘူးအဲ့ဒါကခမည်းတို့ကိုလိုနီရဲ့စွမ်းအားပဲခမည်းကတည်နေတဲ့ပရိတ်ကိုအစိတ်ဆူးနဲ့တစ်ချက်ထိုးလိုက်ုံနဲ့တင်တောင်းဝင်ကြည်ဝင်ခဲ့တယ်ခမည်းကရနိုင်တဲ့အစိတ်ပိုင်းကိုဆွဲဖြုတ်ပြီးပြန်တဲလာခဲ့တယ်ခမည်းကအခောက်ပေါင်း60-80လောက်တဲရမယ်ဒီနေ့မှတော့ခမည်းရဲ့ဥမင်လိုက်ကောင်ကြမ်းမြင့်တုံခါမှုကိုခမည်းကခံစားရရတယ်အဲ့ဒီတုံခါမှုကပိုပြီးပြင်းထန်လာပြီးတဖြည်းဖြည်းနီးကပ်လာတယ်ညနေချက်ကကွဲထွက်သွားပြီးအလင်းရောင်တွေဖြာကျလာတယ်အန်ဒီယေကိုတတိပေးတဲ့ဟော်မုန်းကပြန့်နှံ့သွားပြီးခမည်းတို့ကအဲ့ဒီအကွဲကြောင်းစီကိုရှင်းကပ်သွားတယ်တခြားအင်းဆက်တွေကအန်ဒီယေနဲ့တွေ့ရင်ထွက်ပြေးတတ်ကြပေမယ့်မီးပြည့်စိတ်တွေကတော့ထွက်မပြေးတတ်ကြပါဘူးခမည်းကတခြားပြည့်စိတ်ရာပေါင်းများစွာနဲ့အတူအပေါက်ဝနာကိုသွားပြီးပရွက်စားကောင်ရဲ့နှာခေါင်းပေါ်ကိုတက်သွားပါတယ်ခမည်းကကိုက်လိုက်တယ်ပြီးတော့အစိတ်ဆူးနဲ့ထိုးသွင်းလိုက်တယ်ပရွက်စားကောင်ရဲ့အရေးပြားကပူဆက်သွားတာကြောင့်သူကတွန့်သွားတယ်လူသမားပြည့်စိတ်အကောင်400တပြိုင်တည်းကိုက်လိုက်တာကလုံလောက်သွားတယ်ပရွက်စားကောင်နဲ့ခေါင်းကိုခါရမ်းလိုက်ပြီးနောက်ကိုဆုပ်ပြီးထွက်ပြေးသွားတော့တယ်ခမည်းကတောင်ပိုးမှာဖြစ်ပေါ်လာတဲ့အပေါက်ကိုမပိတ်ခင်အထဲကိုဝင်သွားနိုင်ခဲ့တယ်လူသမားပြည့်စိတ်တွေကမြေကြီးတွေကိုတည်ယူပြီးအဲ့ဒီအပေါက်ကိုပြန်ပိတ်နေကြပြီခမည်းတို့ရဲ့ပြည့်စိတ်တောင်ပိုးကတိုက်ခိုက်ခံရပြီးတဲ့10မိနစ်အတွင်းမှာပဲပြန်လည်ပြုပြင်ပြီးသွားပြီဒါကအဆောက်အုံလောက်ရှိတဲ့တားကောင်ကြီးကိုပြန်လည်တိုက်ခိုက်နိုင်ခဲ့တဲ့ခမည်းတို့အုပ်စုရဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်ဒါကနောက်ဆုတ်ခြင်းမဟုတ်သလိုစူးစီးခြင်းလည်းမဟုတ်ပါဘူး10မိနစ်ကြာပြီးတဲ့နောက်မှာတော့ပြည့်စိတ်လမ်းကြောင်းတွေကဘာမှမဖြစ်ခဲ့သလိုပြန်လည်လည်ပတ်နေပါတယ်ခမည်းတို့ကမြေမုံတွေကိုပါးစပ်နဲ့တည်ပြီးတောင်ပိုးကိုပြန်ပြီးတိဆောက်တာ10မိနစ်ပဲကြာတယ်နောက်ထပ်ရက်အနည်းငယ်တွင်းမှာတော့အရာအလုံးကငြိမ်သက်နေတယ်။မြေကြီးတုံငါမှုလည်းမရှိသလိုအန်ဒီရဲ့အနက်လည်းမရှိပါဘူး။လမ်းကြောင်းကဆက်လက်လဲပတ်နေပြီးအစားအစာတွေစုဆောင်းနေတယ်။ခမည်းတို့ရဲ့တောင်ပိုးကလည်းဆက်လက်ကြီးထွားလာတယ်။ခမည်းကအရင်ကပြူကြခဲ့တဲ့လှိုင်ကောင်းအပေါက်ချင်းလမ်းတွေကအမြဲတမ်းဖြတ်သွားတယ်။ဒါကြောင့်အစာတစ်ခေါက်တည်းတိုင်း4မိနစ်တက်တာသေးတယ်။ဒီလမ်းကိုတခြားသူတွေမသိသေးတာကြောင့်ခမည်းကပြုစုခန်းကိုအရင်ရောက်တယ်။ဒီလိုနဲ့ခမည်းတို့ကိုလိုနီတစ်ခုလုံးကစီးစနစ်တကျနဲ့လှုပ်ရှားနေတယ်။ဒါပေမဲ့ခမည်းမသိသေးတဲ့ကဒီတိတ်ဆိတ်တဲ့ကာလကနောက်ဆုံးတိတ်ဆိတ်မှုဖြစ်နေတယ်။ဒီလိုနဲ့မိုးက6နာရီဆက်တိုက်ရွာနေခဲ့တယ်။နောက်ဆုံးမှတော့ရေတွေကလှိုင်ကောင်းဝင်ပေါက်တွေကနေဝင်လာခဲ့တယ်။ရေတွေကခမည်းတို့ရဲ့ပြုစုခန်းထဲထိကိုရောက်ရှိလာတယ်။တားလောင်းတွေကကျမ်းမြေပေါ်ကနေရေပေါ်မှာမျောလာကြတယ်။အလုသမားပြည့်စိတ်တွေလည်းချက်ချင်းဖမ်းယူလိုက်တယ်။ခမည်းတို့ကိုလိုနီတစ်ခုလုံးရေပေါ်ရှိနေရောက်သွားပြီ။ခမည်းရဲ့အတွင်းမဆုံးခင်မှာပဲလုံသမားပြည့်စိတ်9000ကျော်ကအပြေးလွှားလှုပ်ရှားနေကြပြီခမည်းလည်းတားလောက်တစ်ကောင်ကိုကောက်ယူပြီးအပေါ်ကိုအမြန်တက်ပြေးသွားတယ်ခမည်းရဲ့နောက်ကခန်းထဲမှာတော့ရေဒီနဲ့ပြေးနှံလာပြီခမည်းကတော့နောက်ကိုတော့လှည့်မကြည့်ပါဘူးခမည်းကမြေကြီးပေါ်ရောက်တဲ့အခါလုံသမားပြည့်စိတ်တွေကတစ်ကောင်နဲ့တစ်ကောင်ချိတ်ဆက်နေကြပြီဒီလိုလုပ်ဖို့အတွက်ဒီတက်အမိတ်ပေးစရာမလိုပါဘူးရေကြီးတာကပဲအချက်ပေးတဲ့တင်ဂီတာဖြစ်နိုင်ပါတယ်တချိန်တည်းမှာပဲလုံသမားပြည့်စိတ်1000ကျော်ရောက်လာပြီးလူခဲတဲ့နှစ်တန်းပေါင်းများစွာကအပြည့်မှုကိုလှုပ်ဆောင်ခဲ့ကြပါတယ်ခမည်းကသားလောင်းကိုချလိုက်တယ်အဲ့ဒီနောက်ပြည့်စိတ်တကောင်ကဖောင်းလေပိုင်းစီကိုတည်သွားတယ်ခမည်းရဲ့ခြေထောက်ကိုနောက်ကပြည့်စိတ်တကောင်ကလာပြီးတော့ရှိတ်တယ်ခမည်းလည်းရှေ့ရပြည့်စိတ်ကိုပြန်ပြီးတော့ရှိတ်လိုက်တယ်ခမည်းကိုဖောင်းရဲ့အပြင်ဘက်ဆုံးအပိုင်းမှာထားလိုက်ကြတယ်အဲ့ဒီနောက်ရေကတက်လာတဲ့အခါဖောင်းကရေပေါ်လာတယ်ခမည်းရဲ့တကူလုံးကရေအောက်ထဲကိုရောက်နေတာကြောင့်ခမည်းကအေးဆက်လာတယ်ဒါပေမဲ့ခမည်းကလုံးဝမလှုပ်ပါဘူးခမည်းရဲ့ဘေးကပြည့်စိတ်တီကလည်းမလှုပ်ဖဲကြိုက်ထားတယ်သူတို့ခန္ဓာကိုယ်ကြားထဲကလေတူးကိုရှူရင်ခမည်းကငြိမ်ငြိမ်လေးစောင့်နေလိုက်တယ်ဒီဖောင်ကတက်ရှိတဲ့ဖောင်ဖြစ်ပြီးပြည့်စိတ်တိုင်းရဲ့အားရင်နဲ့ပေါင်းဆက်တည်ဆောက်ထားတာပါခမည်းတို့ရဲ့ဘယင်မကအဲ့ဒီဖောင်ရဲ့အလဲကောင်မှာရှိနေတယ်သူမကိုအလုသမားရှစ်ကောင်ကဘေးကနေဝိုင်းပြီးအမြဲတမ်းကာဝယ်ထားတယ်သူမရဲ့ခြေထောက်ရေမထိအောင်တောင်ထိန်းထားကြတယ်အဲ့ဒီဘယင်မကခမည်းချိနေတာကိုတော့မသိပါဘူးသိစီရလည်းမလိုပါဘူးခမည်းတို့ကသူမအတွက်အသက်ကဲလေးဖြစ်နေတာငါးတကောင်ကဖောင်အောက်ကနေတက်လာပြီးဖောင်ဆုံးကိုကိုက်ဖို့ကြိုးစားတယ်ပြည့်စိတ်ဒီကအစိတ်ဆူးနဲ့ထိုးလိုက်တဲ့အခါငါးကပြန်ထွက်သွားတယ်ရေပေါ်မျောနေတဲ့အချိန်မှာတော့ခမည်းတို့ကိုလိုနီကအလွယ်တကူအစားခံရမယ့်အရာမဟုတ်ပါဘူးဒီလိုနဲ့နိုင်ပေါင်းများစွာကြာတဲ့အခါခမည်းရဲ့ခန္ဓာကိုယ်ကပိုပြီးတော့အီးဆက်လာတယ်အပေါ်မှာရှိတဲ့ပြည့်စိတ်တွေကအလှည့်ကျပြောင်းဝေးပေမဲ့လူတိုင်းတော့အပေါ်ပြန်မရောက်နိုင်ဘူးနောက်ဆုံးမှတော့ဖောင်ကတင်းမြစ်တစ်ခုနဲ့ကပ်မိသွားတယ်ရှေးကပြည့်စိတ်တွေကတက်သွားတဲ့အခါခမည်းလည်းကြိုက်ထားတာကိုလှုပ်ပြီးသူတို့နောက်ကိုလိုက်တက်သွားတယ်ခမည်းကတင်းမြစ်တိုင်းတက်သွားတဲ့အခါနောက်ဆုံးမှတော့မြေကြီးပေါ်ရောက်သွားတယ်
မြေကြီးပေါ်ရောက်တာနဲ့ဘရင်မကိုဝိုင်းဝန်းကာကွယ်ရင်ကိုလိုနီအစ်စ်ကိုတိဆောက်ဖို့နေရာအစ်စ်ကိုရှာဖွေတော့တယ်ခမရတို့ရဲ့ကိုလိုနီကဘယ်တော့မှရက်တက်မသွားပါဘူးမြေမာကိုတွေးပြီးဆိုတာနဲ့တာလောင်အခန်းဘရင်မအခန်းနဲ့စားစာတူလောင်ခန်းတွေကိုအရင်ဆုံးတူးကြတယ်နိုင်ပိုင်းအတွင်းမှာပဲလမ်းကြောင်းကပြန်ပေါ်လာပြီမနေ့ရောက်တော့တာလောင်တွေကိုအစာကျွေးနေပြီအစာချပြည့်စိတ်ကြီးကလမ်းကြောင်းပေါ်ပြန်ပြေးနေပြီမနေ့ကမရှိခဲ့တဲ့နေရာမှာတောင်ဖို့အစ်စ်ကပေါ်လာပြီခမရကတာလောင်တစ်ကောင်ကိုနိုးတိုက်ခန်းနဲ့ပြန်ချလိုက်တယ်ရက်အနှဲငယ်ကဖြစ်ခဲ့တဲ့ရေလွှမ်းမှုဆိုတာမသိတော့ဘူးအတက်ကယ်ဖောင်းဆိုတာလည်းမသိတော့ပါဘူးဒါပေမဲ့ကိုလိုနီကတော့အသက်ရှင်ခဲ့တယ်ခမရကလည်းအလုတ်လမ်းကြောင်းပေါ်ပြန်ရောက်သွားပြီမိဖုရားစိတ်တွေနေထိုင်တဲ့အေကမှာကိုလိုနီ300ခန့်ရှိနိုင်တယ်ကိုလိုနီတစ်ခုချင်းစီမှာလည်းအလုတ်သမားပြည့်စိတ်တန်းကျော်ရှိပါတယ်ဘရင်မကတနည်းကိုဥ1500လောက်နေတိုင်းဥရှာပါတယ်ခမရတို့ကိုလိုနီကပြည့်စိတ်တစ်ကောင်ချင်းစီကိုစောင့်မကြည့်ဘူးသူတို့စောင့်ကြည့်တာကလှိုင်ကောင်းတစ်ခုစီမှာပြည့်စိတ်ဘယ်လောက်ရှိလဲလမ်းကြောင်းရဲ့ဓာတုအချက်ပြဘယ်လောက်ပြင်းလဲနဲ့အစားအစာဘယ်လောက်စုဆောင်းထားလဲဆိုတာပါပဲဒီအရေအတွက်တွေရောနေသွားရင်ဘရင်မကတော့ဥတွေကိုပို့ပြီးဥရှာပါတယ်ရေလွှမ်းမိုးပြီး3ရက်ကြာမှတော့မင်းရဲ့ခြေထောက်တွေကမကောင်းတော့ဘူးအိပ်ဆက်မှုတံကိုအကြကြီးခံခဲ့ရတာကြောင့်မင်းရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကပြန်မကောင်းတော့ဘူးရှေ့ခြေထောက်တွေကအလုံးလုံးနေသေးပေမဲ့အလဲခြေထောက်တွေကနှေးလာပြီနောက်ခြေထောက်တွေကတော့တရွတ်တိုက်ပါနေတယ်ဒါလောက်တစ်ကောင်ကိုနိုးတိုက်ခန်းကနေအစာတူလောင်ခန်းအထိနောက်ဆုံးအချိန်တည်ဆောင်သွားတယ်ခမ ्या ကနောက်ကပြီးစိတ်တီတဲ့နှေးနေတာကြောင့်သူတို့ကခမ ्या ကိုကြော်သွားတယ်တားလောင်းကရင်ကားထက်ပိုပြီးလေးလာတယ်လို့ခံစားရတယ်ခမ ्या ရက်သွားတဲ့အချိန်မှာနောက်တစ်ကောင်ကခမ ्या ပေါ်ကကြော်တက်သွားတယ်နောက်ထပ်15မိနစ်ကြာတဲ့အခါမှာတော့အလုသမားပြည့်စိတ်တစ်ကောင်ကခမ ्या ကိုမိုက်ပုံတီတည်ဆောင်သွားတော့တယ်ခမ ्या ကိုအသက်မရှင်နိုင်တဲ့တားလောင်းတွေရေလွှမ်းမှုမတိုင်ခင်ကတည်ဆုံးသွားတဲ့အလုသမားပြည့်စိတ်တွေနောက်ဆုံးအချိန်ထိတာဝန်ထမ်းဆောင်ပြီးတည်ဆုံးသွားခဲ့တဲ့ပြည့်စိတ်တွေနဲ့အတူထားလိုက်တယ်ဒါပေမဲ့ဒါကရက်တက်မသွားဘူးမင်းကိုတည်သွားနေတဲ့အချိန်မှာပဲနိုးတိုက်ခန်းကနေဥတလုံးပေါက်လာတယ်အလုသမားပြည့်စိတ်တစ်ကောင်ကအဲ့ဒီကလေးကိုခေါင်းကနေပိုင်းအထိမြ мян ဆက်ဆန်းတန်ရှင်းရေးလုပ်ပေးနေတယ်သူ့ရဲ့ကိုယ်ပေါ်ကဓာတုအနံ့ကကိုလိုနီနဲ့ကိုက်ညီနေတယ်ဒီလိုနဲ့တန်တရားကဆက်လက်လဲပတ်နေပါတော့တယ်မိပြည့်စိတ်တစ်ကောင်ရဲ့ဘဝကအလွန်ခက်ခဲပေမဲ့ဒီထက်ပိုဆိုတဲ့တိရစ္ဆာန်တစ်ကောင်ရှိပါသေးတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်အားလုံးကိုကျွန်တော်ရှင်းပါတယ်